ကျွန်တော်တဲခဲ့ဘူးသမ ्या ဟိုတယ်တဲမှာဒီဟိုတယ်လောက်လှတဲ့ဟိုတယ်ကျွန်တော်တခါမှမတဲဘူးအခုကျွန်တော်တို့ Switzerland ကိုရောက်နေရပါတော့အခန်းထဲဝင်ပြီဆိုတာနဲ့ကျွန်တော်တို့ကဗျာကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးရဲ့ကျွန်တော်အဖေရဲ့ကျွန်တော်အမေရဲ့အခန်းတခန်းထဲဆိုတော့ကျွန်တော်နည်းနည်းအရင်အံ့ဩရတာဘယ်လိုလုပ်ငါတို့တခန်းထဲပြီးတာလေဗောနော်ဒါပေမဲ့ तू ကတခန်းထဲမဟုတ်ဘူးဗျာကျွန်တော်တို့ကွန်ဒိုအခန်းကြီးလိုမျိုးလောက်ထားတယ်ဝင်လာပြီဆိုတာနဲ့ရှောက်လန်းကနေဝင်ပြီဆိုရင်ဒီဘက်မှာ master bedroom ကြီးတခန်းရှိတယ်တော်ကိုမှတော်လှတယ်ဗျာကျွန်တော်ဒီလိုမျိုးလှတာတခါမှကျွန်တော်မမြင်ခဲ့ဘူးဒီအရှိမဝရဏတစ်ခုရှိတယ်ဒီဝရဏကြည့်မယ်ဆိုရင်ဒီဟိုတယ်ဝင်းထဲမှာဟိုတယ်တွေမှာအများကြီးပဲဒီလိုဟိုတယ်တွေအောက်မှာလမ်းနေနဲ့နောက်တော့ကျွန်တော်အောက်တွေကျွန်တော်လိုက်ပြမယ်ဒီဝရဏကြီးကလည်းဖွင့်လို့ရတယ်တော်လှပလေးအခန်းကိုဖွဲ့စည်းထားတယ်ဗောနော်ကျွန်တော်ဒီလိုက်ကလေးကျွန်တော်တစ်ချက်ပိတ်လိုက်မယ်တုံးထားတဲ့ furniture တွေပြီးတော့ထွန်းထားတဲ့မီးတွေကိုထွန်းထားတဲ့ angle တွေတုံးထားတဲ့ spotlight တွေတော်ကို perfect ဒါကကတင်နေရာကတင်တလုံးဒီမှာကျွန်တော်တို့အခန်းရဲ့master bedroom တစ်ခုရှိတယ် master bedroom အထဲမှာသူကဒါရေချိုးတဲ့နေရာတွေပါတယ်ဗောနော်ဒီဟာတစ်ခုဒီဘက်မှာကျတော့နောက်ထပ်တစ်ခန်းဒါကကျတော့ master bedroom မဟုတ်ဘူးအထဲမှာရေချိုးခန်းအိမ်သာမပါဘူးသူ့မှာလည်းအခုနအခန်းလိုပဲပစ္စည်းထားမယ့်နေရာတွေအကုန်အစုံအလင်းလေးပါတယ်ဗျာဒီခန်းမီးတော့မဖွင့်ရသေးမီးခလုတ်လေးကျွန်တော်ဖွင့်လိုက်မီးခလုတ်တွေကတော်တော်မိုက်တယ်ဗျာကျွန်တော်တို့စီမှာတော့မရှိသေးဘူးဗျာဒါတွေကတော့ဒီမှာ plastic နဲ့မီးကပွင့်ဒီမှာ spotlight တွေကိုအောက်ပဲဒဲတွေထိုးချတာဗျာတော်လေးလှတယ်ဒီအခန်းဒီနှစ်ခန်းလုံးကဒီဘက်အချမ်းမှာရှိတယ်အပြင်ပြန်ထွက်ပြီးဆိုဒီမှာရှောက်လန်းရှိတယ်အလှဆုံးနေရာကိုကျွန်တော်ပြမယ်နော်အဲ့ဒီကနေမှကျွန်တော်တို့ဝင်ပြီဆိုရင်ဒါအထဲမှာဒါဆိုရင် dining room မှာဒီအပေါ်မှာမီးနဲ့ dining table နဲ့အခန်းရွေဆောင်းနေရောပဲဗျာဒါပေမဲ့ဖွဲ့ထားတာတော်လှတယ်ဒါကျွန်တော်အမေတို့အဖေတို့ထိုင်နေပြီပေါ့နော်ခဏနေကျွန်တော်မို့ဒီပဲစားမယ်ဒီမှာ full kitchen တခုရှိတယ် kitchen မှာတကယ် full set အပြည့်ဒီမှာမီးဖိုတွေရှိမယ်လောက်ထားတာတော်တော်မိုက်တယ်ဗျာဒီကောက်ဆိုရင်ဘေးစင်တီးတက်မတုံးတာကိုကျွန်တော်တို့ဒီမှာဆိုဒါ solid surface လို့အမျိုးအစားပါမျိုးစားလဲတော့ကျွန်တော်မသိဘူး coffee machine တွေပါတယ်ဒီဘက်မှာ oven တွေအကုန်အစုံလင်းပါတယ်အပေါ်မှာ kitchen cabinet box တွေအထဲမှာ wine ခွက်တွေတော့အများကြီးပဲတော်လေးလှတယ်ပြီးရင်ဒီအရှိမကျတော့အရန်လှတဲ့ဒါကျွန်တော်မိမဒါအပြင်ထွက်လို့ရတယ်ဆိုတော့ဒီကောင်မလို့ဖွင့်ရတယ်ဒီကောင်အောက်ထိဆွဲရမဟုတ်အပေါ်ဆွဲတင်ရဒါအပြင်ထွက်လိုက်ပြီဆိုရင်ဒီအပြင်မှာ Switzerland vibe outdoor space အမေဒီအပြင်လာကြည့်အပြင်လာကြည့်ဘလောက်လှလဲလာကြည့်အောက်မှာခင်းထားတဲ့ကြောက်ပြားတွေက hexagon ပုံစံတွေကြည့်လန်ထွက်နေရောဟိုဘက်မှာတစ်သားချောင်းနေဒီဝင်းလုံးကအဲ့ဒါဟိုတယ်ကြီးပဲတည်လားဒီဟိုဘက်တောင်စုံနေရတယ်ဆိုမိုက်မယ်နောက်မှာကြောက်တောင် area နဲ့ဦးတီအရင်လှလို့အိမ်မက်လေးရောက်နေလို့ပဲကျွန်တော်တို့အိမ်နီးနားချင်းနေပဲနော်ဒါကျွန်တော်တို့အဖွဲ့တွေအကုန်လုံးဒီမှာတဲတယ်ကျွန်တော်တို့ဒီ trip က Borofone က ultra luxury trip တစ်ခုအနေနဲ့ကိုသူစီစဉ်ထားပြီးရယ်ကျွန်တော်တို့သွားတာတွေလာတာတွေအကုန်လုံးအပြင် hotel တွေပြီးတော့ကျွန်တော်တို့နားနေတဲ့နေရာတွေပြီးတော့ကျွန်တော်တို့ ਨੇ အတူတူပါလာတယ်ဆိုရဲ celebrity တွေအကုန်လုံးကတကယ် ultra luxury vibe ကိုရအောင်သူတို့စီစဉ်ထားပြီးရယ်တော်စိတ်ကြည်နေရတယ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ရလောက်အောင်လှတယ်ဗျာ Swiss ကဘယ်လောက်လှလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာဗီဒီယိုလေးကျွန်တော်ထည့်ထားပေးမယ် Swiss ဘယ်လောက်လှလဲဆိုတာအဲ့တော့ဒီအထက်ထပ်ဝင်မယ်ဆိုရင်ဒီဘက်မှာကျွန်တော် TV ရှိတယ်အခန်းလေးရှိတယ်ကျွန်တော်အခန်းကိုတော့ကျွန်တော်ဒီလိုပုံစံမျိုးကြီးကျွန်တော်ပြင်ချင်စိတ်ပေါက်သွားဒီကောင်ဆိုရင်ဒါကဗာလဲ furnace လာပါလားအဲ့လိုခေါ်တယ်ကျွန်တော်တို့မီးလင်းဖို့ပေါ့နော်ပြီးထင်းနေဒါအခုကျွန်တော်တို့ရောက်နေတဲ့အချိန်ကဒါຫນွေမှုလို့စောင်းတွင်းဆိုရင်ဒီမှာကျွန်တော်တို့မီးလင်းဖို့ပြီးတော့အေးဆေးနေရမယ်ဆိုရဲ vibe ပေါ့နော်တော်ကြီးမိုက်တယ်နော်ဒီကနေဒီတကားကလည်း slide ဖွင့်လို့ရတယ်သူတို့ပြောဒီအခန်းတွေအကောမပေးဘူးတဲ့အေးချင်တကားဖွင့်ပလိုက်တဲ့အေးနေရောတဲ့ဘယ်လိုဖွင့်ရမလဲဒီဒါကြီးတော့မဖွင့်ရဘူးကျွန်တော်ထင်တယ်နည်းနည်းလေးလှက်လို့ရတဲ့အဆင့်လောက်ပေးလာမယ်ထင်တယ်ဒီကောင်နေအဲ့တော့ဒါပါပဲဒါကတဲဘူးနှမြဟိုတယ်တွေအကုန်လုံးကကျွန်တော်တို့တဲရင်ပုံမှန်အားဖြင့်ဆိုရင်တော့မိသားစုနှစ်စုဆိုရင်နှစ်ခန်းနဲ့လာတယ်အခုကဒီမှာတစ်ခန်းနဲ့ဆိုတော့ကျွန်တော်ပြောငါတို့ကဘယ်မှာလဲဒီအပြင်အခန်းကြတော့ဒီမှာဆိုရင်ဘာသာပြပိုင်ပြီးလာတယ်ဒါကကြတော့ common bedroom ပုံစံမျိုးအခန်းတွေဧည့်သည်တွေလာလည်လို့တော့ရတယ်ဗျာဒီမှာအခုနကကျွန်တော်ပြောတဲ့အခန်းနှစ်ခန်း master bedroom တစ်ခန်း single bedroom တစ်ခန်းဒီအပြင်မှာ just say အဲ့ဒီမှာလေ Borofone ကျွန်တော်ရဲ့ original ကတုံးလေးကပို့လှပါကျွန်တော်တို့တော်လေးပင်ပန်းနေပြီအခုဆိုမအိပ်ရသေးတာနိုင်ပေါင်းဘယ်လောက်ရှိပါလဲနိုင်ပေါင်း30လောက်ရှိပြီမအိပ်ရသေးတာကျွန်တော်
တော်တော်လေးပြိုင်းနေပြီလူကကျွန်တော်သပင်တူတူလေးတော့ဘေးခွဲတွေပဲဖြစ်နေအဲ့ဟိုတယ်ကနေပြန်ထွက်ဒီအောက်မှာဆိုရင်ဟိုတယ်ရဲ့ spa တွေရှိတယ်ဟိုတယ် gym တွေရှိတယ်အပြင်ထွက်ပြီဆိုတာနဲ့ Swiss ရဲ့ shoe game တွေကတော့ကျွန်တော်ဗီဒီယိုတင်ထားတယ်ဝင်ကြည့်ကြည့်ပါနော်အဲ့တော့အားလုံးတို့စပါရယ်ကျွန်တော်က UEDC မြန်မာက Go Fight ပါ bye bye